ငွေတိုးချီတဲ့သူတွေတိုးတွေမတရားယူလို့ရဲတွေကတွားပြီးတော့ဖမ်းဆီးလိုက်တဲ့သတင်းရှင်ဒီသတင်းကပထောင်နာဒီမှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်ကတော့ဒီလူတွေကငွေတိုးချီစားတဲ့သူတို့ယူတဲ့အတိုးကမတရားယူတဲ့အတိုးရှင်တော့ဒီငွေတိုးချီတဲ့သူတွေကသူတို့ကိုတိုးတွေရင်းတွေဆက်ပေးတဲ့ဒါပေမဲ့အဲ့ဒီတိုးတွေရင်းတွေကလည်းမကြေနိုင်ဘူးရှင်တော့ပစ္စံကပို့ပြီးကိုများလာတဲ့ဒါကြောင့်သူတို့လည်းတီးမခန့်နိုင်တော့ဘူးသူတို့ရဲ့ခက်ခဲတွေကပို့ပြီးကိုမှရှောက်လာတယ်ပေါ့ရှင်တော့ပို့ပြီးခက်ခဲဖြစ်လာတဲ့တိုးကလည်းပုံမှန်ပေးတဲ့ရင်းလေးလည်းသူတို့ဆက်ထက်ပေးရဒါပေမဲ့ပစ္စံကမလျော့လာဘဲနဲ့ပိုလာတယ်ပေါ့ရှင်တော့သူတို့ပေးရမယ့်ပစ္စံများလာတယ်ရှင်ဒါကြောင့်သူတို့လေးကနှုတ်ဆောင်သူတို့လည်းမခံနိုင်တော့လို့ရဲလေးကိုတိုင်လိုက်တာရှင်ရဲလေးကိုတိုင်ပြီးတော့ပေါ့နော်ဒီရဲလေးကဒီလူ9ယောက်ကိုတွားပြီးတော့ဖမ်းဆီးတယ်တွားဖမ်းဆီးတာရဲလေးကပြောတယ်အပြင်ကနေပြီးတော့ထွက်လာခဲ့လို့ပြောတာသူတို့ကလုံးဝမထွက်လာဘူးရှင်မထွက်လာတဲ့အဆုံးမှာရဲလေးကပြောတယ်မထွက်လာရင်ပြစ်မှာနော်လို့အဲ့လိုမျိုးပြောတယ်ရှင်အဲ့လိုပြစ်မယ်လို့ပြောမှသူတို့တွေကထွက်လာခဲ့တယ်ထွက်လာပြီးတော့ပေါ့နော်သူတို့9ယောက်လုံးမိသွားတယ်ရှင်ဒီ9ယောက်လုံးမှာ2ယောက်ကမူးရဲ့စေဝါရောင်းဝယ်ရေးလုပ်တယ်လို့ပြောတယ်သူတို့ကမူးရဲ့စေဝါနဲ့လည်းအရင်ကဖမ်းဆီးခံရဘူးတယ်လို့ပြောတယ်ရှင်အဲ့ဒီ9ယောက်မှာပေါ့နော်သူတို့ကဘန်စာအောက်25အောက်တော့ရှိတယ်တဲ့ပိတ်ဆန်လေးကဒီဘန်စာအောက်နဲ့ဒီတအောက်မှာဘလောက်ဒီတအောက်မှာဘလောက်ပေါ့ရှင်တော့အဲ့လိုမျိုးသူတို့ကဘန်မှာအပ်ထားတာပိတ်ဆန်လေးကအရန်များတာရှင်တော့ဘန်စာအောက်က25အောက်လို့ပြောတယ်အခုတော့ရဲတွေကသူတို့ကိုတွားပြီးတော့ဖမ်းဆီးလိုက်ပြီရှင်အခုပေါ့နော်အဲ့လိုမျိုးတိုးလေးပါလေအများကြီးယူရင်ပေါ့နော်ရဲလေးကိုတိုင်လို့ရတယ်ရှင်နော်ကိုကငွေတိုးချိတဲ့ခါကျတိုးလေးမတရားယူလို့ရှိရင်အဲ့ဒါရဲလေးကိုတိုင်လို့ရတယ်ရှင်အခုတော့အဲ့ဒီ9ယောက်လုံးကိုရဲလေးကဖမ်းဆီးလိုက်ပြီရှင်